Okay ပြီးရခါကျရင်ကျွန်တော်က okay ဘောနော်နောက်တစ်ခုကကျွန်တော်တို့ဓာတ်ပုံစစ်ပုံစစ်နေပေါ့နော်ဆိုတော့ကျွန်တော်တို့ကစစ်မယ်ဆိုရင် file ထဲနေပြီးတော့ကျွန်တော်တို့ကပထမဦးဆုံးကိုယ့်ရဲ့ဒီ project file ပေါ့နော်ကိုလက်ရှိလုပ်နေတဲ့ project file ကိုကျွန်တော်နောက်တစ်ခါပြန်ပြီးတော့ပြင်လို့ရအောင်ကျွန်တော်တို့ပြင်ချင်တယ်အဲ့လိုမျိုးကျွန်တော်တို့ file အရှင်ထားခြင်းတယ်ဆိုရင်ကျွန်တော်ဒီ project ဒီ file ကိုကျွန်တော်တို့ကပထမဦးဆုံးအရင်စစ်ပေးရမှာเนาะ file ထဲနေပြီးတော့စစ်ပြီးကျွန်တော်တို့နာမည်တစ်ခုပေးလိုက်မယ်เนาะကျွန်တော်ဒီမှာ location ရွေးမယ်เนาะ okay location ရွေးမယ်เนาะ okay ကျွန်တော်နာမည်တစ်ခုပေးလိုက်မယ်เนาะ okay ဆိုတော့ဒါကျွန်တော် save လိုက်ပြီเนาะ save လိုက်ပြီးတဲ့ခါကျရင်ကျွန်တော်ပိတ်မယ်เนาะဆိုတော့ကျွန်တော်တို့ခုန save တဲ့ဟာကျွန်တော်လူများကိုကဓာတ်ပုံအနေနဲ့ပြန်ပြလို့မရအောင်เนาะဆိုတော့ကျွန်တော်ပြန်ဖွင့်မယ် file ထဲနေပြီး open ပြီးရင်ကျွန်တော် save ထားတဲ့နေရာတွေတွားပြီးတော့ယူရမယ်เนาะဆိုတော့က okay ဆိုတော့ကျွန်တော်တို့ကဒီတစ်ခါဓာတ်ပုံပို့လို့ရအောင်ကျွန်တော်တို့ save မယ်ဆိုတော့ခါကျတော့ file ထဲနေပြီးတော့ကျွန်တော်တို့ကသူ့မှာနှစ်မျိုးရှိတယ်ဒီမှာ save ရှိမယ် save copy ရှိမယ်ဒီ save ဆိုတာကကျတော့ဒီဟာကိုပဲကျွန်တော်နောက်ထပ်နာမည်တစ်ခုအနေနဲ့ပြန်ပြီးတော့ save မယ်အဲ့လိုမျိုးဆိုရင် save ဟုတ်ပြီနော်ပြီးရင် save copy ဆိုတာဒီဟာကိုပဲသူက copy နာမည်နဲ့ပြန်ပြီးတော့ save ပေးဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကsave ပုံ save နည်း၃ခုရှိရယ်ပထမဦးဆုံးကျွန်တော်တို့စ save ပြီဆိုရင် save save နဲ့ save ပေးပါပြီးရင်ကျွန်တော်တို့ဒီ file ကိုပဲကျွန်တော် modify လုပ်တယ်ပြင်လိုက်တယ်ပြီးတဲ့ခါကျရင်အဟောင်း file ကိုလည်းကျွန်တော်တို့ကထားရခြင်းတယ်ဒီအသစ် file ကိုလည်းတိုင်းချင်တယ်ဆိုရင်ကျွန်တော် save နဲ့နှိပ်ပေးရမယ်နော်နောက်တစ်ခုကကျွန်တော်ဒီ save ဒီကျွန်တော်လက်ရှိလုပ်နေတဲ့ file ကိုပဲ copy နေနဲ့ပြန်ပွားခြင်းနဲ့နှစ်ခုပွားခြင်းနဲ့ဆိုရင် save copy နဲ့တွားမယ်ဟုတ်ပြီနော်ပြီးရခါကျရင်ကျွန်တော် export နဲ့တွားမယ်ဒီမှာ export တယ်မှာဆိုရင်ဒါဆိုရင် quick export at png တွားဒါကျတော့ png file ပေါ့နော်png file နဲ့ဒီ jpeg နဲ့ဘာကွာလဲဆိုတော့ jpeg ကကျွန်တော်တွားဓာတ်ပုံစံပေါ့နော်ဒီ png ကျတော့တကယ်လို့ကျွန်တော်တို့ကကျွန်တော်ဒီထားပါတော့တကယ်လို့ဒီမှာbackground မှာကျွန်တော်ဒါဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော် file ထဲနေပြီးတော့ export at png နဲ့ကျွန်တော်က save မယ်ဆိုရင်နော်အဲ့လိုမျိုးကျွန်တော် save မယ်ဆိုရင်ဘယ်လိုပုံစံဖြစ်မလဲဆိုရင်ကျွန်တော်ပြန်ပြပေးမယ်နော် okay ကျွန်တော်ဒီမှာပဲ save လိုက်မယ်နော် okay ဆိုကျွန်တော် save လိုက်မယ်ကျွန်တော်တွားပြီးတော့ကြည့်လိုက်မယ်နော် okay တော့ဒီလိုမျိုးပုံစံဖြစ်နေလိမ့်မယ်ဟုတ်ပြီနော်သူကနောက်ခံပြောင်းနေဟုတ်ပြီနော်okay အဲ့ဒါခါကျတော့ကျွန်တော်တို့ကအဲ့လိုမျိုးမဖြစ်ရလေအောင်ကျွန်တော်ဓာတ်ပုံအနေနဲ့ save ချင်နေဆိုရင်တော့ file ထဲနေပြီးတော့ကျွန်တော်တို့က export ပြီးရင် export at ကိုနှိပ်ပေးပါပြီးတဲ့ခါကျရင်ကျွန်တော်ဒီ format နေရာမှာကျွန်တော် jpeg change ပေးပါပြီးရင် quality နေရာမှာကျွန်တော် hash လုပ်ပေးရမယ်เนาะကျန်တဲ့ဟာကျတော့ကျွန်တော်ဘာမှလုပ်ဆရာမလိုတော့ဘူးပြီးရင် export နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် file တစ်ခုရွေးမယ်ပြီးရင် save နှိပ်เนาะokay ကျွန်တော်တွားပြီးတော့ပြန်ကြည့်မယ်ဆိုတော့ဒီပုံကဒါဆိုရင်ကျွန်တော် jpeg ပုံဖြစ်မယ်ဒါဆိုရင်ကျွန်တော်ကဒီ background ဖြောက်ထားတဲ့ပုံစံเนาะ png file ဖြစ်မယ်เนาะ okay